ကျေးဇူးတင်တယ်ကျွန်မဒီနေ့မှာတတိခံအားပေးဖို့ပေါ့နော်စိတ်ထဲမှာဒီတစ်ပတ်ထဲမှာအများကြီးစက္ကတ်တဲ့အချိန်မှာအများကြီးခံစားတဲ့အခါမှာပိုပစ်ကော်မတီကိုကျွန်မခွင့်တောင်းတဲ့အခါမှာဒီနေ့တတိခံခြင်းနဲ့အားပေးခြင်းပေါ့နော်သူတို့ပေးလာတဲ့ကျွန်မအထူးပဲကျေးဇူးတင်တယ်ဘုရားရှင်ကောင်းကြီးပေးပါစေဟာလေလုယာဘုရားရှင်တကယ်ပဲကောင်းမြတ်တယ်နော်အတင်းတော်ထဲမှာအခုချိန်မှာအများကြီးစုံစမ်းခြင်းတွေလာနေတဲ့အချိန်တွေမကောင်းတဲ့လူတွေပြဿနာမျိုးရင်ဆိုင်တဲ့အချိန်မှာဘုရားသခင်ကကျွန်မတို့ကိုမပြစ်ထားပါဘူးဟာလေလုယာကျွန်တော်တို့နဲ့အမြဲနေတဲ့ဘုရားရှင်ဖြစ်တဲ့အမြဲဂရုစိုက်တဲ့ဘုရားရှင်ဖြစ်တဲ့ကြောင့်မို့ဘုရားရှင်နာမတော်ဘုန်းကြီးပါစေကျွန်မတတိမခံခင်နှုတ်ပတ်တော်ဖတ်ခြင်းနဲ့တတလောနေဩဝါဒစာပထမဆောင်တတလောနေဩဝါဒစာပထမဆောင် First Thessalonians chapter 5 verse 17 and 18စက္ခုနဲ့18အခန်းကြီး9အခန်းငယ်စက္ခု18မချားမလတ်ဆုတောင်းပတနာပြုကြလောအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလောအကြောင်းမူကားတင်တို့သည်ထိုတို့ကျင့်စေခြင်းကယေရှုခရစ်၌ဘုရားသခင်အလိုတော်ရှိ၏မချားမလတ်ဆုတောင်းပတနာပြုကြလောအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလောအကြောင်းမူကားတင်တို့သည်ထိုတို့ကျင့်စေခြင်းကယေရှုခရစ်၌ဘုရားသခင်အလိုတော်ရှိ၏နောက်တစ်ခုထပ်ဖတ်ခြင်းနဲ့ယေရမိမြည်တမ်းစကား Lamentation chapter 3 verse 22-23ယေရမိမြည်တမ်းစကားအခန်းကြီး3အခန်းငယ်20-23ထာဝရဘုရားသည်တနာတော်မူ၍ဂရုဏာတော်မကုန်သောကြောင့်ငါတို့သည်ဆုံးရှုံးခြင်းတို့မရောက်ဘဲနေကြ၏နက်နက်တိုင်းဂရုဏာတော်အသစ်ကိုခံရကြ၏သစ္စာတော်သည်ကြီးမြတ်ပါ၏အာမင်ထာဝရဘုရားသည်တနာတော်မူ၍ဂရုဏာတော်မကုန်သောကြောင့်ငါတို့သည်ဆုံးရှုံးခြင်းတို့မရောက်ဘဲနေကြ၏နက်နက်တိုင်းဂရုဏာတော်အသစ်ကိုခံရကြ၏သစ္စာတော်သည်ကြီးမြတ်ပါ၏သစ္စာတော်သည်ကြီးမြတ်ပါ၏ဒီဒီပဲကျွန်မဖတ်မယ်ဖတ်သွားတဲ့နှုတ်ကပတ်တော်အားဖြင့်ရောက်စီတိုင်းဘုရားကောင်းကြီးပေးပါစေကျွန်မဘာတသက်ခံအားပေးခြင်းလဲဆိုရင်ဆုတောင်းခြင်းနဲ့ပတ်သက်ပြီးတသက်ခံခြင်းနဲ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ဒီအသက်ရှင်တယ်ဟာလေလုယာအသက်ရှင်တယ်ဆိုမြည်ဆန်းရမယ်ဟုတ်ဘူးလားမမြည်ဆန်းမှုဆိုအသက်မရှင်လို့လေအသက်မရှင်တဲ့ဘုရားတော်မြည်ဆန်းလို့မရတာအသက်ရှင်တဲ့ဘုရားမြည်ဆန်းရမယ်ဒါတော့ကျွန်မအမြဲတမ်းမြည်ဆန်းတဲ့လူဖြစ်တယ်ဆုတောင်းတယ်ဘုရားနဲ့စကားပြောတယ်ကျေးဇူးတော်ကြောင့်မမျော်လင့်မနဲ့ဒီတရေနေ့ကနေစပြီးတော့ဆုတောင်းဖို့ဘုရားအရင်နိုးဆော်တဲ့အခါမှာအစာရှောင်ဆုတောင်းယူဖြစ်တယ်အိုးပြောသလားမမေးတဲ့တရက်ပြောအိမ်ကခလေးတွေကစိတ်တူတာပေါ့နော် breakfast လည်းမစားရ lunch လည်းမချက်မဲ့လူမရှိဆိုတော့မပြီးသေးဘူးလားမပြီးသေးဘူးလားကျွန်မအရင်ပြောတယ် hallelujah ဘုရားမျက်မှောက်တော်ထက်မှာဘုရားအလေလာတယ် hallelujah ဆိုတော့အတင်းတော်မှာအဲ့ဒီအချိန်မှာဖြစ်ပြနေအရာတစ်ခုစီတိုင်းနဲ့ဆုတောင်းပေးဖို့လည်းဖြစ်သွားတယ်ရွေးကောက်ပွဲတဲ့ဆုတောင်းပေးဖို့လည်းဖြစ်သွားတယ်ဟာလေလုယာဒီနေ့ဘူးမှမသိပေမဲ့ကျွန်မနဲ့ဖခင်နဲ့ communication လုပ်တဲ့အချိန်မှာဖခင်သခင်အဖြေပေးတာအများကြီးတွေ့လာဟာလေလုယာအဲ့တော့ပထမဆုံးအနေနဲ့ကျွန်မဘာအရင်တက်တည်ခံခြင်းလဲဆိုတော့ကျွန်မတို့မသိတဲ့အချိန်မှာကျွန်မတို့ဆုတောင်းတဲ့အရာလူများအတွက်ဆုတောင်းပေးတာမသိတဲ့အချိန်မှာဖခင်ရှင်ကအဖြေပေးလာတဲ့အကြောင်းကိုပေါ့နော်ကျွန်မပြီးခဲ့တဲ့တစ်ခေါက်ကကျွန်မတို့စားသွားတဲ့အချိန်မှာတက်တည်ခံဖို့ကမခံသေးတဲ့ဟာ၃ချက်ရှိတယ်ဆိုတော့ဖယားနဲ့စကားဆုတောင်းနေဆိုတာဖယားနဲ့စကားပြောတာဖြစ်တယ်။နောက်ပြီးတော့ဖယားအတန်ကြားတာ hearing ကအရန်လိုအပ်တယ်။ကိုယ်ကတစ်ချိန်လုံးစကားပြောလို့မရဘူး။ We have to listen ကဖယားအတန်နားထောင်ရတယ်။ဟုတ်ဘူးလား။တငယ်ချင်းတစ်ယောက်ကဘေးနားမှာလာထိုင်တစ်ချိန်လုံးပြောခွင့်မပေးကြဘူး။ Bye bye right ကိုပြောတာကိုသူပြောတာလည်းကိုယ်ပြန်နားထောင်ရတယ်။ထိုနည်းသူစားဖယားအတန်ကိုနားထောင်တတ်ခြင်းကျွန်တော်တို့အများကြီးသင်ယူရအောင်ဆိုတော့ပြီးခဲ့တဲ့နလဘယ်လာAugust May June July August July လာမလားမသိနော်ကျွန်မကား accident ဖြစ်တာက August ပထမပတ်မှာဒါနဲ့ကျွန်မတို့စာပြန်ရောက်သွားတဲ့အချိန်မှာကျွန်မဆုတောင်းပေးခဲ့တဲ့ prophet ပြုခဲ့တဲ့အရာကသူတို့တက်တေခန္ဓာတွေ့တဲ့အခါမှာဖယားရှင်ဒီကျွန်မမသိတဲ့အချိန်မှာအဖြေပေးတယ်ဆိုတာဘာကြောင့်လဲဆိုအမျိုးသမီးတယောက်သူတို့ဇနီးမောင်နှံကအိမ်ထောင်တက်က10နှစ်ကျော်ပြီအဲ့ဒီတစ်ခါမှာဆုတောင်းခေါ်နေသမင်းစားခေါ်တဲ့အခါမှာကျွန်မနိုင်လောက်ကျွန်မကokay ဆုတောင်းပေးတယ်အိမ်ထောင်တဲ့10နှစ်ကျော်ပြီးခလေးလုံးဝမရအောင်ဒါနဲ့အဲ့တစ်ခါမှာဆုတောင်းရင်းနဲ့နင်တို့နောက်နှစ်ကြာရင်ခလေးရလိမ့်မယ်ပြောလိုက်တယ်တို့လင်မယားနဲ့တယောက်နဲ့တယောက်ချီတယ်မယုံဘူးကျွန်မလည်းဖခင်ကိုတော့နင်ပြောလို့ငါပြောလိုက်ပြီနော်ဒါနဲ့ကျွန်မမသိတဲ့အချိန်ဒါနဲ့နောက်နှစ်လဲကြာရောကိုဝင်ဆောင်တယ်ဟာလေလုယာကျွန်မရောက်တဲ့အခါမှာခလေးမွေးတယ်ဟာလေလုယာဟာလေလုယာ
ဘုရားရှင်နာမတော်ပုံကြည့်ပါစေကျမမသိတဲ့ချိန်မှာဘုရားရှင်ဆက်အလုပ်လုပ်သွားတယ်နောက်တစ်ယောက်ဆိုကျမအဲ့ခောက်မှာပဲကျမအဲ့နှစ်2022မှာပဲကျမရောက်တော့နောက်တစ်ယောက်ဆိုရင်ကျမကိုခြေတဲလက်တဲလေးတွေသူလှုပ်ပေးတယ်ပြီးတဲ့ခါကျတော့ကျမစိတ်ထဲမှာသူတိုင်ကိုဆုတောင်းကောင်းကြီးပေးဖို့အရင်လို့ဆိုတော့ဆုတောင်းပေးလိုက်တယ်ဆုတောင်းပေးလိုက်တဲ့ချိန်မှာကျမယူပါတော့အမြင်နဲ့ဟာကိုယ်လုံးကဖြတ်တောက်ဖယ်ရှားပေးတယ်ဒါနဲ့မကြာဘူး तू ကဘာမှမပြောဘူးဘာမှမပြောဒါနဲ့နောက်နှစ်မှာ तू ခလေးရတယ်ကောင်းကြီးပေးနင်တို့ခလေးရမှာဆို तू ကတေချာတော့လာကြည့်တယ်ဘာမှတော့မပြောဘာကြောင့်လဲဆိုအဲ့ဒီအချိန်မှာတဲ့ဆရာမပြောတဲ့အချိန်မှာကျမဆုတောင်းတော့မကောင်းကျမအိမ်ထဲမှာအလုံးရှိတယ်တဲ့ဆရာဝန်က50ပဲဖြစ်တယ်ခလေးရဖို့မတေချာဘူးဆိုတော့ဖယားသခင်ကအလိုလိုတော့2023မှာကိုဝင်ဆောင်တယ်ဟာလေလုယာဟာလေလုယာဖယားသခင်တတ်နိုင်တယ်နောက်ဆုံးတစ်ခုကဘာလဲဆိုရင်တို့တချို့ကြားမှုလားမသိအလန်တာမှာတခါတနက်နဲ့ပြတဲ့ကိစ္စပေါ့နော်အမေရိကအမျိုးသမီးကလည်းစီရင်ချင်းဖြစ်တဲ့ဒီသူနားမှာရှက်ပြီးထိသွားတယ်အဲတော့ကျမနဲ့မသိပေမဲ့ဆရာမတော်အမျိုးသမီးတို့အမျိုးတော်တော့ကျမအဲ့မှာရောက်တဲ့အချိန်မှာဆုတောင်းပေးဖို့ခေါ်တဲ့ခါမှာကျမသွားတယ်တော်အမြဲတမ်းဆုတောင်း connect သူနဲ့အမြဲတမ်း connect ဖြစ်တာအမြဲတမ်းခေါ်တယ်သူဆုတောင်းပေးတယ်ဒါနဲ့တရက်ကြာတော့သူယောက်ျားပြောတယ်တဲ့သူစာပြောင်းမယ်တဲ့မပြောင်းချင်ဘူးဒါနဲ့နောက်ဆုံးကျတော့ okay ဆိုဇနီးမောင်နဲ့အကြီးတဲ့အခြေတင်ဖြစ်ပြီးတော့လင်မယားကွဲသွားတယ်လင်မယားကွဲတာတော့ကျမမပြောဘူးအိမ်ထောင်ရဲ့အစင်မပြေဘူးကျမပြောတဲ့အခါတန်အဲ့နဲ့လင်မယားလည်းကွဲပြီးဆိုတော့သူကဖုန်းခေါ်လာဆရာမကျမတို့လင်မယားလို့ဖြစ်သွားပြီဆိုတော့ဆုတောင်းပေးပါလို့ပြောတဲ့အခါကျမလည်းဆုတောင်းတယ်ဘုရားသခင်အိမ်ထောင်ကွဲတာမလို့ချင်ဘူးကိုတော့မလို့ချင်ဘူးယေရှုပြုပြီးဘုရားရှင်မဆာပါဒါနဲ့ပြောလေဆုလဲတောင်းပြီးတော့သူပြောညတို့လင်မယားပြန်ပေါင်းမှာဘုရားပြောတယ်ဆိုမဖြစ်ဘူးဆရာမမဖြစ်နိုင်ဘူးဘယ်လိုမှဖြစ်မယ်လို့ကျမပြောတာဒါနဲ့အဲ့တစ်ခေါက်မှဆရာထောင်တောင်းညီမဆက်တဲ့နေ့မှာသူလဲလာကျမမမှတ်မိတော့ဘူးသူကကျမကိုလာပြီးပြောတယ်ဆရာမတဲ့နင်ငါ့ကိုမှတ်မိလားမမှတ်မိဘူးလို့နင်ဆုတောင်းပေးတာအိမ်ထောင်ကျမတို့ဇနီးမောင်နှံလေးလို့ကွဲသွားတယ်ဆိုတာလေနင်ပြောတယ်မကွဲဘူးလို့ပြောတယ်ငါတို့9နှစ်နေတော့အခုပြန်ပေါင်းပြီတဲ့ဟာလေလုယာဟာလေလုယာဆုတောင်းခြင်းတကူပါယုံကြည်သူတွေဆုတောင်းခြင်းတကူပါဆုတောင်းလာပြီကျမတို့ဆုတောင်းလာပြီဆိုဘုရားညင်ညင်မနေတော့မတောင်းရင်တော့ဘာမှလုပ်เสียမရှိတာကဲတင်ချင်းရပြီးဆိုတဲ့အချိန်ကနေစပြီးတော့ကဲတင်ချင်းရတကယ်ကိုရသလားယေရှုထဲမှာတကယ်ရှိသလားအရန်ရည်ကြည်တယ်တကယ်ရှိပြီဆိုကျမတို့အမြဲတမ်း connect လုပ်ဖို့လိုအပ်တယ်စကားပြောရတယ်နော်ဘာကြောင့်လဲဆိုအိမ်မှာကျမတရားအိမ်တော်လေလို့အိမ်ရှင်ကဥပမာဥရောပတို့အိမ်တော်လေဆိုနေရာဆိုတော့အထဲမှာနေပြီးစကားမပြောရင်နောက်တစ်ခါကျမတောင်းမဟုတ်တော့ဖယားသခင်ကတော့အလုံးမဟုတ်ဘူးဗျကျမတို့စကားမပြောတာတော့ကောင်းကြီးပေးတယ်အားပေးခြင်းနဲ့ဆုတောင်းတာများများဆုတောင်းရအောင်ပြဿနာဆိုတာလာမှာပဲပြဿနာမရှိတဲ့ကြတင်ချိန်မရှိတယ်ဒါကြောင့်များများဆုတောင်းမယ်ဆုတောင်းလေပြဿနာလာလေပဲကိစ္စမရှိဘူးဆက်သွားရအောင်ဟာလေလုယာလုံးဝမလျှော့ဘဲနဲ့ဆက်သွားရအောင်အခုချိန်မှာအတင်းတော့ကျမလည်းအများကြီးချားတယ်စုံစမ်းခြင်းတွေမျိုးလာတယ်ဒါပေမဲ့ကျမဂိမ်းမဆက်ဝမ်းတာဆုတောင်းလို့လေဘယ်ဖွဲ့လဲဆုတောင်းကြတယ်မပြောပေမဲ့ဆုတောင်းတဲ့လူတွေအများကြီးရှိကြတယ်ဒါကြောင့်ဖယားသခင်ကအတင်းတော်ကိုလှုပ်လာတဲ့အခါအမျိုးမျိုးနဲ့လာတယ်ဒါပေမဲ့ကြောက်ဖို့မဟုတ်ဘူးတိုးပြီးဆုတောင်းဖို့ဖြစ်တယ်ဟာလေလုယာပြီးတော့ဖယားအတန်နားထောင်ရအောင်တိတ်ဆိတ်လေးနဲ့ဖယားနဲ့ဆုတောင်းတဲ့အခါအချိန်ယူပါမျက်မှောက်တော်ထဲမှာဝင်ကြည့်ပါအယံပျော်စရာကောင်းတယ်လိုဝက်ချက်တွေဖျားပေးတယ်အဲ့ဒီမှာဒါကြောင့်မဆုတောင်းလာပြီဆိုရင်ဥပမာမကြမ်းမာတဲ့အရာဖြစ်ဖြစ်ကိစ္စတစ်ခုတည်းဆုတောင်းလာပြီဆိုဖျားအတန်ပြန်နားထောင်ရအောင်ဘုရားသခင်တကယ်လားဘယ်တော့လဲဘယ်ဟာလဲဆိုတော့ဝိညာဉ်အရင်တော့ကျွန်မလာတော့ပြောတယ်ဝိညာဉ်ပိုင်းမှာ level တက်ရအောင်ဆိုတာအဲ့ဒါဖြစ်တယ်အတန်ကြားဖို့အတန်ကြားလာရင်အတန်ကြားတဲ့ရှောက်လို့လှုပ်လာဖို့ရန်ကြီးကြည့်တယ်ဒါကြောင့်မို့တစ်ခါဆုတောင်းတဲ့အခါမှာမထင်မှတ်တွေဖြစ်လာစုံစမ်းကြည့်လာမစားတဲ့နည်းနဲ့ဖြတ်မှာပဲဒါပေမဲ့စိတ်သက်ကြဆရာမလို့ကိုမိသားစုပါလို့လဲဆုတောင်းရအောင်ဆုမတောင်းတဲ့လူစပြီးဆုတောင်းရအောင်ကျွန်တော်တင်တော့ဟာလေလုယာဆုတောင်းတဲ့အတင်းတော်ဖြစ်ရအောင်ဟာလေလုယာဆုတောင်းလာပြီဆိုဘုရားသခင်ကအတင်းတော်မှာပျော်တယ်ဗျဟာလေလုယာစကားတွေအများကြီးပြောပြဿနာများတယ်ဘုရားအပေါ်နဲ့ပြောတဲ့အခါပြဿနာအများကြီးပြေလဲတယ်ဘယ်သူကအရင်ဆုံးခံစားလဲဆိုကျွန်တော်တို့အရင်ခံစားရဆုတောင်းတယ်လို့ဟာလေလုယာပိုင်းခြားတတ်လာတခါဆုတောင်းတယ်မကြမ်းမာရတဲ့ဆုတောင်းတယ်မထင်တယ်လို့မဖြစ်လာတဲ့ချိန်ရှိတယ်ဒါပေမဲ့စိတ်ထဲမကြပါနဲ့ဖယားသခင်ဒီစောင့်ခိုင်းတဲ့ချိန်ရှိတယ်
တချို့အရာတွေကျမချင်းတို့ဆုတောင်းတဲ့အခါတချို့လည်းဆေးကမ်းပြရတဲ့အချိန်ရှိတာပေါ့နော်ကျမတို့တောင်ပေါ်တော်များများကျမသွားတဲ့တချို့နေရာတွေမှာဆိုသူတို့ကဆုတောင်းတာပဲသူတို့ကြိုက်တယ်ဆုမတောင်းဆေးကမ်းမလို့ကျဆေးမတောက်ဘူးတဲ့ဟုတ်လားကျမတို့တမျိုးကြီးဖြစ်သွားတယ်ဆေးရတော့တောက်ရမယ်လို့ဆေးရတောက်ဖို့လို့ဆေးတောက်ဖို့ဖြစ်တယ်ဥပမာဒီအနာယောဂါဒီကျမ်းမာခြင်းဆုတောင်းခြင်းနဲ့ပျောက်ဖို့ဖြစ်တယ်ဆိုရင်ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်ဟာလေလုယာဘုရားသခင်ကကဲဒီကိစ္စကတော့ဆုမတောင်းလို့မရဘူးနော်ဆုတောင်းခြင်းနဲ့ငါပျောက်မယ်ငါရဲ့ဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်ပြောတောင်းပါအစားရှောက်မှမကြောက်ပါနဲ့ဘုရားဘုန်းတော်ထင်ရှားတယ်ဟာလေလုယာဘုရားရှင်နာမတော်ဘုန်းကြီးပါစေတချို့ကျတော့ဆရာဝန်နဲ့ပြရတယ်ဆေးတောက်ရတယ်ဗျအဲ့ဒီခါတာဆေးတောက်ရမယ်နော်ဆေးတောက်ရဖို့ပြောတဲ့ခါမှာတောက်ပါဘာမှမခံစားပါနဲ့စိတ်မပူပါနဲ့ဒါကြောင့်မို့အမျိုးမျိုးရှိတဲ့ခါမှာဒါကဘယ်အရာနဲ့ပိုင်းခြားနိုင်ဆုတောင်းခြင်းနဲ့ပဲပိုင်းခြားနိုင်တယ်ဟာလေလုယာဒါကြောင့်မို့ကျွန်တော်တို့တတမှာဘုရားသခင်အမြဲတမ်းအစင်မပြတ်ဆုတောင်းပါမချားမလက်တဲ့ဟာလေလုယာငါတို့တင်းတော်မချားမလက်ဆုတောင်းလာကြီးတဲ့ဘုရားရှင်အလုံးလုံးလာမှာအာမင်ငါတို့လူမျိုးနှုတ်ထားလာမှာအမေရိကမှာငါတို့လွှမ်းခြုံလာဖို့ဖြစ်တယ်ဟာလေလုယာဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့အခွင့်ပေးလို့ special ရွေးတဲ့လူပဲဒီမှာရောက်လာတာဖြစ်တယ်အမေရိကဟာလေလုယာပြန်တည်းရအောင်အလုံးလုံးကြတယ်လောက်ပါတယ်ကျွန်တော်တို့လောက်ခဲ့ပါတယ်ခံစားရတယ်သိတယ်ဒါပေမဲ့ဘုရားသခင်လိုချင်တာကကျွန်မအားပေးချင်တာကဘုရားဘာကြိုက်လဲသူနဲ့ထိုင်ဖို့အချိန်ယူဖို့ကြိုက်တယ်လောက်တယ်နေညမနမိုးလေးလာလောက်တော့လောက်ပြန်လာစားအိတ်လာပြီးပြန်ထားလိုက်ပြီးလောက်တော့ပြတ်သွားလိုက်ပြန်စဉ်းစားကြည့်တော့တစ်ခါဒါပေမဲ့ဖယားစပြီးကျွန်တော်တို့အချင်းပေးရအောင်အရာရာ controller ဖယားရှင်ဖြစ်ပါတယ်ဟာလေလုယာနနဲ့တိုက်ခယူနာတော့တိခံနေဒီနေ့မနဲ့မိုးလင်းနေမျက်စိနှလုံးပွင့်ရပြီဆိုတော့ဂျေဇုတော်ချီးမွမ်းမှုပဲဒီမနေ့ကျွန်တော်မမျော်လင့်ပဲနဲ့ဆရာကြီးတို့စီကျွန်မရောက်သွားတယ်အရန်သွားချင်တာမခွဲခင်ကလည်းတိတ်သွားချင်တယ်ခွဲပြီးတော့လည်းသွားချင်တယ်ဒါပေမဲ့ကျွန်မကမသွားရအောင်ဒါနဲ့ဒီနေ့မနေ့မှာဂျေဇုတော်ကြောင့်ဇင်းနူကမန်ကြုံမျိုးတမီပေါ့နော်ဆရာမတော်ချင်တယ်ဆိုရင်ဒီမနေ့စဉ်းစားကြည့် तू ကကျွန်မထက်ဝေးတဲ့နေရာမှာနေတာမနေ့ဆိုရှင်းနိုင်အင်္ဂါထွက်တာစဉ်းစားကြည့်ကျွန်မတော့တိတ်အားနာတယ်ရှင်းနိုင်ဆရာတို့နိုးမလားဆိုဒါပေမဲ့ရောက်သွားတယ်ကျွန်မအယံဝမ်းတာတယ်ဖယားလူဖခင်ကြီးကျွန်မတွေ့တဲ့အခါကျွန်မအယံဝမ်းတာတယ်ချစ်တယ်ကျွန်မဖယားလူတွေကျွန်မအယံချစ်တယ်အမှုတော်ဆောင်သားသမီးတွေလည်းကျွန်မအယံချစ်တယ်ကျွန်မရှိကျွန်မအမြဲတမ်းလိုက်ပြီးတော့နိုးမိတ်ဆက်တတ်တယ်ဘာကြောင့်လဲဖယားလူဖယားရွေးချယ်တယ်ဆရာဖြစ်တဲ့အခါမှာကျွန်မဖြစ်တယ်လို့ခံစားတယ်ကျွန်တော်ပြောပြီးတချင်းဆိုကြဆရာတချင်းတမတချင်းတီးတမမတူဒီနေ့တိုင်းငါလာတီးခိုင်းမှာလို့ဆိုတော့တချင်းဆိုပြကြတယ်ဟာလေလုယာဖယားရှင်ကအယံကောင်းမြတ်တယ်အယံကျေးဇူးတော်ချီးမွမ်းခြင်းမရှိတယ်ညီးသွားစရာဘာမှမရှိပါညီးသွားမိဒီနှုတ်ကိုချီးမွမ်းခြင်းနဲ့ပြောင်းရအောင်ကိုယ်တိုင်အရင်ဆုံးထင်ရှားလာမယ်မိသားစုထင်ရှားလာမယ်အသင်းတော်ထင်ရှားလာမှာဖြစ်တယ်ဒီနေ့တွေ့ခါအားပေးတယ်အားပေးရခွင့်တဲ့ယေရှုတင်တဲ့ရောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေ Thank you